ထိုင်းကမိခဲ့ပညာရှင်တွေကိုခေါ်ကရွှေသားဆက်တွေနဲ့သိန်း9,000ကျော်ကိုကုန်ခန်းကကျင်းပခဲ့တဲ့မြမဩဘာသာမင်္ဂလာပွဲမင်္ဂလာပါပရိသတ်ကြီးရှင်အခုလိုမင်္ဂလာရာသီမှာတော့မြန်မာနိုင်ငံနိုင်ငံမင်္ဂလာပွဲသတင်းတွေကဆိုရှယ်မီဒီယာပေါ်မှာနေရာအပြည့်ယူထားကြပါတယ်ဒီနေ့မှာတော့လူပညာရှင်တွေရဲ့မင်္ဂလာပွဲတွေအခြားသတင်းကြီးရဲ့မင်္ဂလာပွဲအများကြီးတွေ့ရပါမယ်အခုတခါမှာတော့ဒီမင်္ဂလာပွဲတွေအားလုံးကိုမင်းမိန်သွားစေတော့တဲ့မြန်မာနိုင်ငံရဲ့အခမ်းအနားဆုံးမင်္ဂလာပွဲလို့တောင်မှပြောရမယ်ပွဲကြီးတစ်ပွဲပေါ်ထွက်လာခဲ့ပါရဲ့ရှင်ဒါကတော့ချားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုတွေကတစ်ခုဖြစ်တဲ့မြန်မာဩဘာလုပ်ငန်းစုကြီးရဲ့ CEO ကိုပြည့်စုံရဲ့မင်္ဂလာပွဲပါပဲပထမဆုံးမြန်မာဩဘာဆိုတာဘလောက်ကြီးကျယ်ရဲ့ဆိုတာနည်းနည်းရှင်းပြကြပါမယ်သူတို့ကမြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့ကုမ္ပဏီအေးရမှကြီးပါတောင်သူကြီးတိုင်းပြည်စားတွေတမီဩဇာတွေစိုက်ပျိုးရေးဆေးတွေကိုအဓိကတင်သွင်းဖြန့်ပြူတဲ့ထိပ်တန်းလုပ်ငန်းစုကြီးဖြစ်ပါတယ်မြန်မာဩဘာလုပ်ငန်းစုကုမ္ပဏီမှာအသား3ယောက်ရှိတဲ့နဲ့အခုမင်္ဂလာဆောင်တဲ့ CEO ကိုပြည့်စုံကတော့အကြီးဆုံးသားဖြစ်တယ်လို့သိရပါတယ်ဒီလိုထိပ်တန်းလုပ်ငန်းစုကြီးရဲ့တားအကြီးဆုံးမင်္ဂလာပွဲဆိုတော့ခန္ဓာမှုကတော့ပရိသတ်ကြီးကိုတွေးကြည့်ရချက်တောင်မှပိုပါရဲ့ရှင်သတင်းတွေရဲ့ဖော်ပြချက်အရသူတို့သားကိုပြည့်စုံတဲ့သူတို့သမီးမဲဆူးတဲ့ထုံတို့ရဲ့မင်္ဂလာပွဲကြီးတစ်ခုလုံးအတွက်ကုန်ကြစေက7,900,000ကျော်ဘီလီယံ90ကျော်ထိကုန်ကြခံခဲ့တယ်လို့ဆိုကြပါရဲ့ရှင်ဟုတ်ပါတယ်3,900,000ကျော်ပါဒါမြန်မာနိုင်ငံရဲ့မင်္ဂလာပွဲသမိုင်းတစ်လျှောက်မှာအကြီးကျယ်ဆုံးကုန်ကြစေတွေကတကူပြလာနိုင်ပါတယ်ထိတော့များပြားတဲ့ကုန်ကြစေတွေကိုဘယ်နေရာတွေမှာအဓိကသုံးစွဲခဲ့တဲ့ဆိုတာကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်ဒီမင်္ဂလာပွဲကိုမြန်မာနိုင်ငံကပညာရှင်တွေနဲ့ပဲကျင်းပခဲ့တာမဟုတ်ပါဘူးအခမ်းအနားတစ်ခုလုံးရင်အပြည့်အစုံမိတ်ကပ်ဝတ်စုံဒီဇိုင်းတွေအတွက်တိုင်းနိုင်ငံကနာမည်ကြီးထိပ်တန်းပညာရှင်ဖွဲ့လိုက်ကိုနေရင်းနဲ့တကူတကာခေါ်ယူပြီးတော့အသုံးပြုခဲ့တာပါဒါကြောင့်လေမင်္ဂလာပွဲပြင်ဆင်ကားစားသူတို့သမီးရဲ့မိတ်ကပ်ပြင်ဆင်မှုဆိုနိုင်ငံတကာအဆင့်မီခမ်းနားနေကြတာဖြစ်ပါတယ်ဒုတိယချက်ကတော့အားလုံးကိုအံ့ဩမြင့်သက်စေတဲ့ချက်ပါပဲသူတို့သမီးမဲဆူးတဲ့ထုံဝစ်ဆင်ထားတဲ့မိဂါဝစ်စုံမှာဒါဟာရွှေချီထိုးထားတာဓမ္မမို့ရွှေအောင်ပိတ်စာမဟုတ်ပါဘူးရွှေသားစစ်စစ်ငါးပိတာကိုအသုံးပြုပြီးတော့ရွှေရင်းနာဒီဇိုင်းပုံပေါ်ကတကယ်ရွှေသားတွေနဲ့ချုံးလို့ဖန်တီးထားတဲ့ဝစ်စုံကြီးဖြစ်တယ်လို့ဆိုပါတယ်ပရိသတ်ကြီးစဉ်းစားကြည့်ပါရွှေငါးပိတာတန်ဝစ်စုံကြီးကိုဝစ်ပြီးတော့ကျင်းပတဲ့မင်္ဂလာပွဲပါဒီလိုရွှေငါးပိတာတန်ဝစ်စုံကြီးရဲ့ပုံမှာချက်ပြီးတော့တက်မှုဖြစ်နိုင်တဲ့အခြားလက်ဝတ်ရင်သားတွေအထူးသဖြင့်ကြီးမားလာတဲ့စိတ်နေ brand များတွေကိုလည်းအပြည့်အစုံဝစ်ဆင်ထားခဲ့တာကိုတွေ့ရပါတယ်ဒီလိုကြီးကျယ်ခမ်းနားတွေမယုံနိုင်စရာကုန်ကျစရိတ်တွေထိုင်းနိုင်ငံကပညာရှင်တွေမွေးသားစစ်စစ်ငါးပိတာတန်ဝစ်စုံတွေဒါရီအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့မြန်မာဩဘာမိသားစုရဲ့တားကြီးမင်္ဂလာပွဲဟာအင်တာနက်ပေါ်မှာလူပြောအများဆုံးခမ်းနားဆုံးမင်္ဂလာပွဲကြီးတစ်ခုဖြစ်မှတ်ကြောင်းဝင်သွားခဲ့ပါပြီသူတို့သမီးမဲဆုနဲ့နိုင်ကလည်းဒီလိုခမ်းနားမှုတွေနဲ့တူတကယ်ကိုကြက်တည်းရှိရှိလှပလုံးနေကြတာအမှန်ပါပဲပရိသတ်ကြီးနေနဲ့ရောဒီလို3,900,000ကျော်ကုန်ကြခံပြီးရွှေငါးပိတာတန်ဝစ်စုံနဲ့ကျင်းပခဲ့တဲ့မင်္ဂလာပွဲကြီးပေါ်ဘလူးခန်းစားပါသလဲဒါမှတကယ်ခမ်းနားမှုလို့မြင်ပါသလားဒါမှမဟုတ်ဘလူးသဘောရလဲဆိုတာကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ရှင်